ကလေးမွေးထားတဲ့မိခင်10ယောက်မှာ3ယောက်လောက်ကစိတ်ကြယောဂခံစားရနိုင်ပါတယ်။ပုံမှန်ဆိုရင်တော့မိခင်တွေကဟော်မုန်းအပြောင်းလဲကြောင့်ကလေးမွေးပြီး2ရက်3ရက်လောက်မှာပေါ့နော်။စိတ်တွေမရှိတာဝမ်းနေတာအာရုံစိုက်လို့မရတာအိတ်မပျော်တာစသည်ရှိတတ်ပါတယ်။ဒါပေမဲ့ဒီလိုမျိုးခံစားရတဲ့ဝေဒနာတွေကနှစ်ပတ်ထက်ကျော်ပြီးတော့ကြာသွားပြီဆိုရင်တော့ဆရာမတို့ကဒါကိုစိတ်ကြယောဂအဆင့်အဖြစ်သတ်မှတ်ပါတယ်။ဆရာမတို့ medical အခေါ်အဝေါ်ရဆိုရင်တော့ PPD postpartum depression လို့ခေါ်တာပေါ့နော်။ဒီ PPD စိတ်ကြယောဂခံစားနေရပြီဆိုရင်မိခင်တွေမှာသူတို့ကအမြဲတမ်းဝမ်းနည်းနေတယ်အမြဲတမ်းဝမ်းနည်းပူဆွေးနေတယ်ပေါ့နော်သူတို့မှာပျော်လိုက်ဝမ်းနည်းလိုက်ကိုမဟုတ်တော့ဘူးအချိန်တိုင်းကသူတို့စိတ်ထဲမှာဝမ်းနည်းစရာတွေပဲတွေးမိနေရမျိုးတွေဖြစ်တတ်တယ်နောက်တစ်ချက်ကကြတော့ကိုယ့်ရဲ့အိမ်ထောင်ဘက်ကိုနားမလဲပေးနိုင်တော့တာကိုယ့်ရဲ့အိမ်ထောင်ဘက်ကသူအရင်တော့ကလုပ်တဲ့တေးသေးမွှားကိစ္စလေးတွေကအစားသူတို့စိတ်ထဲမှာစိတ်တိုးစရာဒေါသထွက်စရာအလိုမကျစရာအဖြစ်ခံစားလာရတာမျိုးတွေရှိနိုင်ပါတယ်ပြီးပြီဆိုရင်သူကအရင်တုန်းကသူပျော်ရွှင်ဘူးတဲ့လှုပ်ဖူးတဲ့အရာတွေအကုန်လုံးဘာတစ်ခုမှစိတ်မဝင်စားတော့ဘူးသူမပျော်တတ်တော့ဘူးပေါ့နော်အဲ့တော့သူဘွားကအမြဲတမ်းမှောင်မိုက်နေတယ်လို့မျိုးသူခံစားရနိုင်ပါတယ်ပြီးရင်သူကိုသူဒီမကောင်းတဲ့မိခင်ပေါ့သူဒီမိခင်ကောင်းမဟုတ်ဘူးလို့သူကိုသူခံယူနာမျိုးလဲရှိနိုင်တယ်ကလေးလေးအတွက်သူကမိခင်ကောင်းမဟုတ်ဘူးသူဒီကလေးအတွက်ကိုသူဘာမှကောင်းမွန်မလုပ်နိုင်ဘူးဆိုပြီးတော့သူကိုသူအားမလို့အားမရခံစားနေရတာမျိုးတွေလည်းရှိနိုင်ပါတယ်ရုပ်ပိုင်းဆိုင်ရာအရာဆိုရင်တော့ပေါ့နော်မိခင်တွေကစိတ်ကြယောဂခံစားနေရပြီဆိုရင်အိတ်မပျော်ပါဘူးကလေးလေးအိတ်ပျော်နေရင်တော့မှသူအိတ်မပျော်ဘူးပေါ့နော်နောက်တစ်ခုကကြတော့အစားအသောက်ပြတ်မယ်ဘယ်အရာကိုမှစားကျင်တောက်ချင်စိတ်မရှိဘူးပြီးပြီဆိုရင်ဒီမိသားစုဝင်တွေတငယ်ချင်းတွေမိတ်ဆွေတွေနဲ့ရှောင်ဖယ်ဖယ်လုပ်တယ်ပေါ့နော်ဘယ်သူနဲ့မှလည်းပေါင်းတင်ပြောဆိုသွားလာခြင်းစိတ်မရှိဘူးလာတွေ့ရင်လည်းအတွေ့မခံခြင်းဘူးပေါ့နော်ပြီးရင်သူခန္ဓာကိုယ်ကလည်းအကြောင်းပြချက်မရှိဘဲနဲ့ပိန်ပေါ့နာကျမှုကိုခံစားနေရတတ်တယ်ဥပမာဆိုရင်ဘာမှမဟုတ်ဘဲနဲ့ဗိုက်ထနာတာမျိုးခေါင်းကိုက်တာမျိုးစသည်ဖြစ်နိုင်ပါတယ်ရှင်ဒါကြောင့်မို့ကလေးမွေးထားတဲ့မိခင်တွေမှာစိတ်ကြယောဂလက္ခဏာတွေရှိနေပြီဆိုရင်တော့ကိုယ့်ရဲ့အိမ်ထောင်ဘက်အနေနဲ့ပေါ့နော်ဒီတက်ကြွတဲ့ဆရာဝန်ကိုတွားရောက်တိုင်ပင်ပြသတာမျိုးလုပ်တင်ပါတယ်ပြီးတော့လည်းနားလည်ပေးစေချင်ပါတယ်ဒီလိုမျိုးစိတ်ကြယောဂဆိုတာဖြစ်ချင်လို့ဖြစ်တာမဟုတ်ဘူးလေနော်ဒါကခန္ဓာကိုယ်မှာရှိတဲ့ဟော်မုန်းအပြောင်းလဲကြောင့်မိခင်တွေမှာခံစားရတာမျိုးပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျွန်မဒေါက်တာ Grace ပါ